ကဲဒီတစ်ပတ်မှာတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုပေါ့နော်ကျွန်တော်အနေနဲ့ဒီတစ်ပတ်မှာကျွန်တော်တင်ပေးတဲ့ဗီဒီယိုတွေမှာပောက်ကွက်ပါစေရမယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အနေနဲ့ဒီခါတော့ကျွန်တော်အတွဲနဲ့ညှိပြီးတော့မှနော်ကျွန်တော်ပေးတော့မှမလို့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုဒီ site လေးနဲ့အရင်ဆုံးပြသပြောမယ်ပေါ့နော်ဒါကျွန်တော်ရဲ့ဒါ17ချိန်မြောက်နော်6လပိုင်း16ရက်နေ့အတွက်ကိုဒါစတင်ပြီးတော့ထုတ်လွှင့်မယ့်ဗီဒီယိုဖြစ်ပါတယ်နော်။ကဲကျွန်တော်ပေတန်တွေကတသက်တင်ပေးထားပြီပါကြီး။ဒါကတော့မိတ်ဆွေတို့ကိုတဲ့ဘယ်လိုကြမလဲဘယ်လိုစိုက်မျိုးဘယ်နှကွက်ထွက်မလဲပေါ့နော်အများဆုံးဘယ်နှကွက်ထွက်မလဲပေါ့နော်ဒါရုပ်6ကြည့်အောင်နော်ဒါတဲ့ကြိုင်တဲ့မိတ်ဆွေတွေအတွက်နော်တဲ့ခြားစိုက်လေးကိုကျွန်တော်အနေနဲ့ပြသပြီးတော့မှာဖြစ်ပါတယ်ကဲအဲ့ဆိုရှင်မိတ်ဆွေတို့ကကျွန်တော်နဲ့ကြည့်အောင်နော်ကျွန်တော်ကတော့ကြည့်ထားပြီးတော့မိတ်ဆွေတို့ကိုဒါပြသပေးပါရုံမရှိရတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရှင်ကျွန်တော်အနေနဲ့ဒီဖုန်းမျက်နှာခွင်လေးမှာပဲမိတ်ဆွေတို့ကိုဒါပြသလို့ပြီးတော့မှာပဲဖြစ်ပါလေပေါ့နော်ကဲအဲ့ဒါဆိုရှင်ဘယ်လိုမျိုးတွေလောက်ထားတဲ့ဒီ20 site ကဘယ်လို site မျိုးလဲဆိုတာကိုမိတ်ဆွေတို့တခြားကြည့်ပြပါနော်ဒါဟာအမှန်တကယ်မှကောင်းတဲ့20လေးလည်းဖြစ်တယ်လို့တွဲလေးရပြီးတော့မှတဲ့ကနန်းကိုထုတ်ပြီးတော့မှဖြစ်တယ်နော်အဲ့ဒါဆိုရှင်ကျွန်တော်ဒီမှာတခြားကြည့်ပြီနော်3ညရဲ့ခွန်ရဲ့နော်ထွက်သွားတာ3ညခွန်ဆိုပြီးတော့ထွက်သွားတယ်နော်ဒီမှာဆိုရင်3 8ခွန်ဆိုပြီးထွက်သွားတယ်ဒီမှာဆိုရင်ခွန်3ညဆိုပြီးထွက်ထားတယ်နော်ကဲဟုတ်ပြီကဲနောက်ဒီလာမဲ့အတွက်ကိုကျွန်တော်နေဒီ site လေးကိုပြသပြီးတော့မယ်ဒီလိုပုံစံမျိုးနဲ့ပြထားတာမှဒါမိတ်ဆွေတို့အနေနဲ့သိပြီးတော့ရှင်းမှာမဟုတ်ပါဘူးเนาะကျွန်တော်အနေနဲ့ရှင်းပြပေးမှတားတယ်မိတ်ဆွေတို့ကသိမှာပေါ့เนาะကဲအဲ့ဒါစကြည့်မယ်ဗျာเนาะတုံးများခွန်ဆိုပြီးတော့ရှိသလိုတဲ့ကျွန်တော်တို့ကတဲ့အလဲတိုင်းနောက်ပိတ်ရကိုကျွန်တော်ဒီမှာနောက်ပိတ်လိုက်ဒီမှာဆိုရှင်အလဲတိုင်းเนาะထိပ်စီးကိုကျွန်တော်ဖြောက်ထားတယ်တွေ့လားเนาะထိပ်စီးကိုကျွန်တော်ဖြောက်ထားတယ်ထိပ်စီးတိုင်းကအတွဲနဲ့ရေးမယ်ပေါ့เนาะဟုတ်ပြီအဲ့တော့တုံးများခွန်နော်ခွန်ရဲ့ပါဝါအောက်မှာ2နော်တခြားကြည့်ပြပါခွန်ရဲ့ပါဝါအောက်မှာ2ဒီမှာခွန်ရဲ့ပါဝါအောက်မှာ2ဆိုပြီးယူထားတယ်နော်ယူထားတဲ့အတွက်ကြောင့်ခွန်ရဲ့နောက်က2ဒီခွန်ရဲ့နောက်မှာ3နော်ဒီမှာ4ဆိုထည့်တာလို့ကဲဒီမှာ5ဆိုပြီးထည့်တာဖြစ်ပါတယ်နော်ဒါဒီကနန်းရဲ့4လုံးရဲ့အကြောင်းကိုဒါမိတ်ဆွေတို့သိပါပြီနော်ပေါ်မှာနှလုံးရှိတယ်အောက်မှာနှလုံးရှိတယ်အပေါ်မှာနှလုံးရှိတယ်အောက်မှာနှလုံးရှိတယ်နော်ဟုတ်ပြီနော်ကျွန်တော်ပြောရှင်းတယ်နော်မိတ်ဆွေတို့တခြားကြည့်ပြပါခွန်ရဲ့ပါဝါက2ခွန်ရဲ့ပါဝါက2အဲ့တော့ဒီခွန်ရဲ့နောက်က2ခွန်ရဲ့နောက်မှာ3 2ရဲ့နောက်မှာ4 2ရဲ့နောက်မှာ5ဆိုပြီးထည့်တာနော်အဲ့လိုထည့်တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီအလဲတန်လေးကိုရင်ပြပေးမယ်ပေါ့နော်ခွန်ရဲ့2ရဲ့9ရဲ့2ရဲ့ပေါင်းရှင်ဘယ်လောက်ဖြစ်သွားမလဲဆိုရှင်မိတ်ဆွေတို့ဒီအတိုင်းပဲဒီနှလုံးပေါင်းခြင်းက9ဒီနှလုံးပေါင်းခြင်းကခွန်တို့ရဲ့ပေါင်းအားက6ဆိုပြီးဒီမှာရရှိတယ်6ဆိုပြီးရရှိတော့ကျွန်တော်တို့မိတ်ဆွေတွေက6ဆိုပြီးဒီမှာရရှိတယ်เนาะဟုတ်ပြီเนาะဒါအလဲတန်ရင်ပြပေးမှာဖြစ်ပါတယ်เนาะဒီပေါ်က2ရဲ့တဲ့ဒီအောက်က6ရဲ့ပေါင်းခြင်းက8ဆိုပြီးတော့ဒါ8ဆိုပြီးအလဲတန်မှာထွက်တာเนาะ8ဆိုပြီးတော့ဒီမှာအလဲတန်ထွက်လာတယ်ကဲအဲ့တော့ဒီအောက်ကိုလည်းထပ်သွားကြည့်မယ်နော်ဒီအောက်ကိုဆက်သွားကြည့်မယ်ဆိုတော့ဒီမှာ3 8ခွန်နော်3 8ခွန်ကိုကျွန်တော်အနေနဲ့ဒီမှာ3ရဲ့8ရဲ့ပါဝါက3ဆိုဒီမှာယူရတယ်အပေါ်လိုပဲခွန်ရဲ့ပါဝါက2 8ရဲ့ပါဝါက3ဟုတ်ပြီနော်ခွန်ရဲ့ပါဝါက2ဆိုဒီမှာယူရတယ်နော်အဲကြောင့်ကျွန်တော်ဖက်စုလေးတခြားကြည့်ပြပါနည်းနည်းလေးညလုံးလေးလဲသွားမှာဆိုလို့နော်ကဲအဲ့တော့ဒီမှာ8ရဲ့နောက်မှာ5ဆိုပြီးထည့်ထားတယ်အစင်လိုက်လေးပဲเนาะ5ပြီးရင်ဒီမှာ6ထည့်မယ်6ထည့်ပြီးရင်ခွန်ထည့်မယ်ခွန်ထည့်ပြီးရင်8ထည့်မယ်ပေါ့เนาะဟုတ်ပြီเนาะ5 6ခွန်8ဆိုပြီးလေးလုံးထည့်ထားတယ်အပေါ်မှာလည်း2 3 4 5ဆိုပြီးတော့เนาะလေးလုံးထည့်ထားတယ်5 6ခွန်8ဆိုပြီးတော့ဒီမှာထည့်ထားတယ်ထည့်ထားတော့ဒီကအလဲတိုင်းเนาะဒီလေးလုံးပေါင်းမှာဖြစ်ပါတယ်ဒီမှာလည်းဒီလေးလုံးပေါင်းသွားတယ်เนาะဒီလေးလုံးကျွန်တော်ပေါင်းကြည့်နေမှာဆို9ရယ်
ရှေ့ပေါင်းရှင်9ရဲ့ရှေ့ပေါင်းလို့ရှင်တော့3ဆိုရရှိသလိုတဲ့1ရဲ့ရှေ့ပေါင်းနဲ့ဟော3ရဲ့ရှေ့ပေါင်းရှင်နဲ့1ဆိုပြီးရရှိတယ်အဲ့တော့ကျွန်တော်ဒီမှာ3နဲ့ပေါင်းနေတယ်1ရဲ့ပေါင်းဆို4နော်4ရရှိတယ်4ရရှိရောဒီ4ရဲ့တဲ့ကျွန်တော်ဒီပေါ်3ရဲ့ပေါင်းခြင်းနဲ့ပေါင်းတဲ့လက္ခဏာခွန်ဆိုပြီးဒီမှာလာထွက်တယ်နော်ဟုတ်ပြီနော်အဲ့ဆိုရင်ကျွန်တော်တို့ခွန်အလေတိုင်းလို့လာရတာနော်ဒီမှာဆိုရှေ့လေတိုင်းရတယ်ဟုတ်ပြီဒါအလေတိုင်းစိုက်လေးပဲနော်ဒီလို site 2လေးပဲအောက်မှာထပ်ဆွဲမယ်ထပ်ဆွဲပြီးတော့ကျွန်တော်တို့မှာထွက်သွားတာကခွန်တုံညနော်ခွန်တုံညဟုတ်ပြီနော်ကဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကတဲ့ခွန်ရဲ့ပါဝါက2ကိုယူရမယ်တုံညရဲ့ပါဝါက5ဆိုပြီးယူရမယ်အဲ့တော့ကျွန်တော်တို့ဒီနောက်မှာအစင်းလိုက်ထည့်မယ်ဆို9တုံည1 2ဟုတ်ပြီနော်အဲဆိုရှင်ကျွန်တော်တို့အနေနဲ့9 3 1 2ဆိုယူထားတယ်ယူထားတဲ့ကြောင့်အဲကြောင့်အစင်းလိုက်လေးဒီမှာလေးလုံးယူထားယူပါပြီယူထားယူပါပြီဆိုတော့ကျွန်တော်ဒီမှာတွက်ကြည့်လိမ့်မယ်ပေါ့နော်ခွန်ရဲ့9ရဲ့ပေါင်း6 2ရဲ့ပေါင်းလို့ရှိရင်ကျွန်တော်ဗာရရှိတယ်4ဆိုရရှိတယ်အဲဆို4ရဲ့6ရဲ့ပေါင်း3ညဟုတ်ပြီနော်3ညဆိုရရှိတယ်3ညရဲ့2ရဲ့ပေါင်းတော့2ပဲဖြစ်တယ်ကျွန်တော်ဒီမှာ2ဆိုပြီးတော့ဒါအလဲတိုင်းကိုဒါယူထားလိုက်ပြီဖြစ်ပါတယ်နော်ဒါမိတ်ဆွေတို့လည်းကြိုက်နှစ်သက်သလိုဆွဲလို့ရတယ်ကျွန်တော်အနေနဲ့ကတော့1 2မှာဆိုရင်3ပါမယ်မှာ4ပါမယ်5ပါမယ်6ပါမယ်နော်6ပါမယ်9ပါမယ်10ပါမယ်9ပါမယ်3ညပါမယ်နော်အဲ10လုံးကနန်း10လုံးပေါ့နော်အဲ့လိုဖြစ်သွားတာပေါ့နော်ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်နှစ်ဆိုပြီးတော့အလဲတိုင်းဒီမှာရရှိပြီနော်ရရှိသွားပြီဆိုတော့ကျွန်တော်ဒီမှာနောက်ပိတ်ကိုချက်ကြည့်မယ်နော်ဒီနောက်ပိတ်ကို3ရယ်ခွန်ရယ်2ရယ်ပေါင်းခြင်းကကျွန်တော်နှစ်ဆိုရရှိတယ်နော်2ရယ်ပါဝါကကျွန်တော်ဒီမှာခွန်ဆိုပြီးတော့နောက်ပိတ်လာထွက်တယ်နော်2ရယ်ပါဝါကခွန်ဆိုပြီးနောက်ပိတ်လာထွက်တယ်အဲ့ဒါကဒီပုံစံတိုင်းလေးကအောက်မှာဆက်သွားကြည့်ရမယ်နော်ခွန်ရယ်3ရယ်2ရယ်ပေါင်းရင်2ရယ်ပါဝါကခွန်ဆိုပြီးနောက်ပိတ်ထွက်ကြည့်ရယ်ခွန်ရယ်6ရယ်2ရယ်ပေါင်းရင်5ရယ်ပါဝါက3ညဆိုပြီးမှလာထွက်တယ်နော်အဲ့ဒါဆိုချင်း3ညနဲ့3ညရဲ့ပေါင်းရင်ကျွန်တော်တို့ဗာရရှိတယ်3ညပဲရတယ်လို့တဲ့ဒီအောက်က9နဲ့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဗာရရှိမလဲ9ဆိုရရှိမယ်9ရဲ့ပါဝါဒီ3ညအဲ့ဒါဆိုချင်းကျွန်တော်တို့ကတဲ့နောက်ပိတ်ကလည်းဒါအဆင်ပြေသွားပြီလဲတိုင်ကလည်းအဆင်ပြေသွားပြီနှစ်3ညအတွဲဆိုရရှိတယ်နော်ကျွန်တော်မက်ဆေ့များဒီချိန်မှာနှစ်3ညဆိုပြီးအတွဲရရှိတယ်အဲ့ဒီအတွဲကိုကျွန်တော်အနေနဲ့အကွက်ဖော်ပေးရမယ်ဆိုလို့ရှိရင်နော်မနှစ်3ညတွဲကတဲ့နေရောကျွန်တော်ဒီမှာအတွဲရှိတယ်ပေါ့နော်ဒီတစ်ပတ်စာအတွဲပေါ့နော်ဒီတစ်ပတ်စာအတွဲကဒီမှာကျွန်တော်ပေးထားတယ်နော်နှစ်3ညအတွဲနှစ်3ညအတွဲဆိုဒီမှာနှစ်3ညနဲ့ပတ်သက်လို့အတွဲမပါဘူးမပါတဲ့အတွက်ကြောင့်နှစ်တစ်လုံးပါမယ်3ညမပါတဲ့အတွက်ကြောင့်အဲ့ဆိုရှင်ကျွန်တော်တို့ကအပြင်ဘက်ကိုကျွန်တော်တို့ထုတ်မှဆိုရှင်ဒီမှာဆိုရှင်မှာဆိုနှစ်တစ်အတွဲရှိတယ်ပေါ့နော်နှစ်တစ်တွဲရှိတယ်အဲကြောင့်မို့ကျွန်တော်တို့နှစ်တစ်တွဲရှိတယ်တတွဲရှိတယ်မှာနှစ်3တတွဲရှိတယ်နှစ်နဲ့ပတ်သက်တာနှစ်3တတွဲရှိတယ်မှာဆိုရင်နှစ်9တတွဲရှိမယ်နှစ်8တတွဲရှိမယ်နော်အဲဆိုရင်နှစ်6တတွဲရှိမယ်နော်တွဲကဘယ်နှတွဲပါတယ်1 2 3 4 5တွဲပါတယ်5တွဲပါတဲ့ကြောင့်ထိပ်စီးရပါခံရမယ်ဆို1ခံရမယ်3ခံရမယ်9ခံရမယ်6 8ဆိုပြီးအဲ့လိုခံရမယ်အဲ့မှာကနန်းဘယ်နှခွက်ထွက်လဲဆိုရှင်ဒီမှာကျွန်တော်1နှစ်3ညရယ်3နှစ်3ညရယ်9နှစ်3ညရယ်10နှစ်3ညရယ်6နှစ်3ညရယ်ဆိုတော့ကနန်း5ခွက်တဲ့5ခွက်ကျွန်တော်ဒီမှာထုတ်ထားတယ်ပေါ့နော်ကဲအဲ့ဒီလိုမျိုးတဲ့5ခွက်ထုတ်ထားတာတကယ်လို့မစ်ဆွေတို့အနေနဲ့ဒီမှာအလဲတိုင်းရဲ့နောက်ပိတ်ရတာဒီပုံစံတိုင်းပြန်ကြလာပြီးမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာတဲ့5ခွက်ကတော့ကျွန်တော်မစ်ဆွေတို့ဒါထုတ်ပြလိုက်ပြီ
ကဲဒီဗီဒီယိုလေးမှာမိတ်ဆွေတို့အနေနဲ့တဲ၅ခွက်ကိုဒါရရှိပြီဖြစ်ပါတယ်ပေါ့နော်ဒါမိတ်ဆွေတို့ကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်ကြက်တဲ့ကဏ္ဍကိုယူသုံးပါမကြိုက်နှစ်သက်လို့ရှိရင်ယူသုံးတယ်ကြိုက်နှစ်သက်ယူသုံးကျွန်တော်ကတော့မိတ်ဆွေတို့ကိုတွနီးလေးကိုစိုက်လေးကိုလှလှလေးနဲ့ပြပေးထားပြီးပါပြီဒါမိတ်ဆွေတို့သဘောနဲ့မိတ်ဆွေတို့ယူသုံးနိုင်ပါပြီကဲအားလုံးပဲအဆင်ပြေကြပါစေနော်နောက်ဗီဒီယိုမှာလည်းဒီလိုမျိုးအတွဲလေးတွေနဲ့ကျွန်တော်ထက်စီလဲတိုင်းဒါမှမဟုတ်ထက်စီနောက်ပိတ်လဲတိုင်းမှာပါခံရမယ်ဆိုတာဒီကိုလည်းတွေ့ရှိခဲ့လို့ရှိရင်ဒါပြပေးဦးမှာမလို့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုလက်စီကိုစမ်းကြည့်ရှုအားပေးကြပါအောင်နေတာရက်ခံပါတယ်အားလုံးပဲเนาะအဆင်ပြေလေအောင်လို့စင်ပြေအောင်လို့လည်းဒီပတ်ထဲမှာကျွန်တော်ကြိုးစားပေးပါမယ်ပေါ့เนาะအားလို့ဆိုရှင်ကျွန်တော်ဗီဒီယိုရလောက်ပါပဲเนาะအားလုံးပဲအဆင်ပြေကြပါစေเนาะ